ကြုံကွယ်ဖြစ်မြဲတမတာရှိခဲ့ပြီမဲ့လေခဏတာတွေ့ရပြီမဲ့တဘဝစာလုံးမေ့မရနိုင်နဲ့အမှန်ပြောရင်တန်ရုံးစင်လေးတစ်ခုနှလုံးသားထဲမှာကြံနေကြရဲ့ပန်းပေးဖို့ချင်ရွယ်အလန်းဝေကိုတဲ့သူပြန်နေကိုရင်နဲ့မေ့မရနိုင်နဲ့ပြန်တဲ့သူလဲလွမ်းချင်တဲ့သူလဲလွမ်းလာဖို့ကွယ်ဆုံးကြုံကွယ်ဖြစ်မြဲတမတာရှိခဲ့ပြီမဲ့လေခဏတာတွေ့ရပြီမဲ့တဘဝစာလုံးမေ့မရနိုင်နဲ့အမှန်ပြောရင်တန်ရုံးစင်လေးတစ်ခုနှလုံးသားထဲမှာကြံနေကြရဲ့ပန်းပေးဖို့ချင်ရွယ်အလန်းဝေကိုတဲ့သူပြန်နေကိုရင်နဲ့မေ့မရနိုင်နဲ့ပြန်တဲ့သူလဲလွမ်းချင်တဲ့သူလဲလွမ်းလာဖို့ကွယ်ရုပ်တရက်နှုတ်ဆက်လို့သာပြန်သွားပြန်တော့လေခံစားရပြန်နေတနေ့ဝင်းတနေ့ထွက်ရှေ့တွက်ခါနေခက်လို့နှလုံးသားကိုမေ့ကြည့်လို့ရဲ့ဘယ်ဘဝကြောင့်များစုံစည်းဝေခဏခွဲရပြန်နေကိုရင်နဲ့မေ့မရနိုင်နဲ့ပြန်တဲ့သူလဲလွမ်းချင်တဲ့သူလဲလွမ်းလာဖို့ကွယ်ရုပ်တရက်နှုတ်ဆက်လို့သာပြန်သွားပြန်တော့လေခံစားရပြန်နေသူပြောင်းလေးကိုမြင်အောင်လို့သာရဲ့တနေ့ဝင်းတနေ့ထွက်ရှေ့တွက်ခါနေခက်လို့နှလုံးသားကိုမေ့ကြည့်လို့ရဲ့ဘယ်ဘဝကြောင့်များစုံစည်းပေခဏခွဲရပြန်နေကိုရင်နဲ့မေ့မရနိုင်နဲ့ပြန်တဲ့သူလဲလွမ်းချင်ခဲ့